Hello အားလုံးပဲမင်္ဂလာပါကိုဘောဂေးမင်း Facebook page နဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်နောက်လာမှာပါလာမဲ့ skin တွေအကြောင်းတွေရဲ့နောက်လာမှာဘလို့ event တွေပါဝင်လာမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube channel လေးကို subscribe မလုပ်ရသေးရင် subscribe နေပြီးတော့ဝင်ရပေးပါအောင် subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ချင်းတောင်းလဲကျေးဇူးအများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ပထမဦးဆုံးအနေနဲ့ brother တို့ကိုဒီနောက်လာရဲ့ပြက်ကလေးလေးကိုကျွန်တော်အရင်ဆုံးပြပေးမှာပဲဖြစ်ပါတယ်။ Okay ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ1ရက်နေ့ကနေ30ရက်နေ့ကတော့ကျွန်တော်ထုံးစံအတိုင်း Go Pass လာမှာပဲဖြစ်ပါတယ်။ Go Pass ထဲမှာဘလို့ skin လေးတွေဆိုတာလဲကိုဘောခဏနေပြပေးမှာဖြစ်ပါတယ်။ပြီးသွားရင်တော့ကျွန်တော်1ရက်နေ့ကြာလို့ရှိရင်တော့ဒါ challenge လာမှာဖြစ်ပါတယ်။သူကတော့9ရက်နေ့ကြာရင်ပြီးသွားမှာဖြစ်ပါတယ်။အဲဒီ challenge video လေးကျွန်တော်မနေ့ဖြန်တင်ပေးဦးမှာပဲဖြစ်ပါတယ်ဗျ။ပြီးသွားကျွန်တော်1ရက်နေ့ကနေ17ရက်အတွင်းကျတော့ CWN ပုံမှန်တိုင်းလေးလာမှာဖြစ်ပါတယ်။19ရက်နေ့ကနေပြီးတော့မှ22ရက်နေ့အတွင်းဆိုလို့ရှိရင်တော့ဘောက် event လေးလည်းပါဝင်လာမှာပဲဖြစ်ပါတယ်ဗျ။ဒါလေးကတော့တော်တော်လေးကိုမိုက်အဲ့ဒီဘောက် event လေးပြီးသွားတယ်ကျွန်တော် Super True event လေးတစ်ဖန်ပြန်လဲပြီးတော့လာမှာဖြစ်ပါတယ်သူကတော့22ရက်နေ့ကနေပြီးတော့မှ28ရက်နေ့တွင်လာမှာပဲဖြစ်ပါတယ်ဗျ Super True event ကတော့ကျွန်တော် mini event လိုမျိုးလေးပဲလာမလားပေါ့ဗျအဲ့လိုပုံစံလေးလာမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကလန်ကိန်းကကျွန်တော်ဒီ22ရက်နေ့ကနေပြီးတော့မှ28ရက်နေ့အထိကလန်ကိန်းလေးလာမှာပဲဖြစ်ပါတယ်ဗျ Okay အဲ့တော့ဒီကလင်နာလေးပြီးသွားပြီဆိုလို့ရှိရင်ကိုဘောတို့သွားပြီးတော့မှ skin လေးတွေကိုသွားပြီးတော့ show လိုက်ကြအောင်ဗျပထမအဆုံးအနေနဲ့ကိုဘောကဒီ Go Pass skin လေးကိုပြပေးမှာပဲဖြစ်ပါတယ်ဗျ Go Pass skin မှာဆိုလို့ရှိရင်တော့ကျွန်တော် Warden skin လေးပါတာပဲဖြစ်ပါတယ်ဒီ season ကကျွန်တော် cyber season လေးပဲဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်တော့ဒါလုံးဝစိတ်ရုပ်ပုံစံရွှေချောင်းလုံးနေတဲ့ခေါင်းတစ်ကောင်းပဲပေါ်မှာကြည့်နေတဲ့ဝါရန်ကြီးကိုတွေ့မြင်မှာဖြစ်ပါတယ်โอเคဒါလေးကတော့တော်တော်လေးတော့လှတယ်ဒါပေမဲ့တိမ်းမောင်တို့ကလှတဲ့ပြေုံမောက်ဒီကောင်ကို Go Pass မှာပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါ်လာ30ဘေးဝယ်စရာမလိုဘူးเนาะကိုယ့်ရဲ့ Go Pass က short ဈေးရထားရထားသလိုဒီကောင်လေးကိုရရှိမှာပဲဖြစ်ပါတယ်ဗျဒါကတော့ Go Pass ဝယ်တဲ့သူတွေပဲရမှာเนาะ brother နောက်ကဒီပြန်တဲ့ဟာရမသိရင် Superman လို့ဘာလို့နဲ့ဝါရန်ရဲ့ပထမဦးဆုံးခေါင်းတစ်လုံးပဲပါတဲ့ skin လို့လည်းပြောလို့ရပါတယ်လုံးဝ AI ကြီးဆိုတော့သူလည်းအကွက်တွေပြနေပြီเนาะအမှန်ကန်ဖန်ပေါင်းညုံတော့မှခေါင်းထားပြီးတော့လှုပ်ထားတာskin ကတော့တော်တော်လေးမိုက်တယ်ပြီးရင်ဘယ်လိုတွေပြစ်မှာလဲမသိဘူးအဲ့ဒီလက်ကဒီဂျိတ်နဲ့ပဲလှမ်းပြီးတော့ပြစ်မယ်ထင်တယ်ကျွန်တော်စိတ်ချင်တော့ဒါတော့ခဏနေကျွန်တော် gameplay လေးလည်းတစ်ချက်ပြပေးမယ်နော် Okay ဒါလေးကတော့ကျွန်တော် minion print skin လေးပဲဖြစ်ပါတယ်ဒီ minion print skin လေးကတော့ကျွန်တော်9ရက်နေ့ရလို့ရှိရင် legendary skin ဖြစ်တဲ့အတွက်ကြောင့်မလို့သူကတော့ဒေါ်လာ30နဲ့ရောင်းချပေးမှာဖြစ်ပါတယ်လုံးဝစက်ပစ္စည်းနဲ့အလုံးရှုံနေတဲ့ minion print လေးပဲဖြစ်ပါတယ်ရောက်လက်မှာကင်ထားတဲ့ဟာရပါတုံးနေအောင်ကြောက်စိမ့်တုံးလည်းမဟုတ်ဘူးသူဟာဘာလဲဒီကောင်မိုင်းလိုက်လားမျက်မှန်လည်းသွားရှိုးလို့တော့မရဘူးဂျူတစ်ချောင်းကလည်းလုံးဝကြောက်စိမ့်နေထွက်နေတာပြီနောက်မှလည်း jet pack နဲ့ပြသိလားလီပေါ်မှာ jet pack နဲ့လီဝဲနေပြီးတော့မှအမေကောင်းလေးလှုပ်ရှုံနေ Facebook သုံးတာလားမသိပါဘူး Okay ဒီ skin လေးကိုလည်းဒါ3ရက်နေ့ကြာလို့ရှိရင်ဝယ်လို့ရမှာပဲဖြစ်ပါတယ်ဗျဒါလေးကတော့ RC skin လေးပဲဖြစ်ပါတယ်သူကကျတော့ဒီ9ရက်နေ့ကြာလို့ရှိရင် short မှာ legendary skin ဖြစ်တဲ့အတွက်ကြောင့်မလို့ဒေါ်လာ30နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်ဗျOkay ဒီအပေါ်ကအကောင်လေးတွေဒီအပေါ်ဟာလေးနဲ့ပြက်ပါလားမသိဘူးဗျဒီကောင်ကကျတော့လက်ထဲမှာကင်ထားတာကတော့ဒီဓာတ်လိုက်တဲ့ဟာမဟုတ်လားဒီကောင်တိုးလိုက်လုံးဝဓာတ်လိုက်မဲ့ပုံစံမျိုးဗျသူဘလူးကြီးလေနောက်ကလက်ကြီးမှာဒိုင်းကတစ်ခါတည်းတွဲထားတာဗျသူကတော့ရှလောက်နဲ့မသွားတော့ဘူးသူကလမ်းချောင်းနဲ့မှဂိမ်းမဟုတ်တော့ဘူးသူက skate လေးနဲ့ပဲ short စီးပြီးတော့မှအန်ကျိတ်မယ်ထင်ပါတယ်ဒီကောင်ကဘလူးတွေပြစ်မလဲအဲ့တော့ skate နဲ့ခုံကြော်ပြီးတော့ wall တွေကိုအဲ့လိုမျိုးပြစ်မှာလားဒါလေးကတော့ကိုခဏနေကျွန်တော် gameplay လေးပြပေးမှာဖြစ်ပါတယ်skin ရတော့စိုးတော့မစိုးဒီကတော့သူကဘာလဲရဲတင်နေရောက်ဘာလို့ဆိုတော့ဘင်းအုတ်ထုံနဲ့လေထားနဲ့ရဲလို့ဘာလို့နဲ့ဗျာတိလား Okay case game လေးကိုကြည့်အောင်ဗျာ case game ကတော့9ရက်နေ့ကြာလို့ရှိရင်ဝယ်လို့ရမှာဖြစ်ပါတယ်ဒီကောင်လဲ legendary skin ပဲဖြစ်ပါတယ်ဗျာအခုနောက်ပိုင်းထွက်လာတဲ့ game တွေတော်တော်များများအကြီးတွေများတယ်ဗျာတိလားအခုဒီ game ကလည်းတော်တော်လေးကြီးတဲ့ထဲမှာလည်းပါတယ်လက်မှာကျတော့ဒီစက်ရုပ်လက်ကြီးတည့်ထားပြီးတော့မှအိုးရောင်ရှယ်ကြီးပဲကွာရောင်ကင်းရတော့တကယ်မျက်လုံးတွေကလည်းหนีပြီးတော့မှဘေးနားမှာကျွန်တော်ဒီလက်မောင်းအစုံနားမှာလည်းမီနီနှလုံးပါတယ်ဗျဟိုဘက်တစ်လုံးဒီဘက်တစ်လုံးဒီကင်းရတော့တော်တော်လေးလှတယ်တိမ်မောင်တို့ရ Oh my god အိုးရှယ်ကြီးဗျာလုံးဝကျွတ်စင်ဒီကင်းရတော့ဒါ9ရက်နေ့ကြာလို့ရှိရင်ဝယ်လို့ရမှာပဲဖြစ်ပါတယ်gameplay တွေကြည့်ရမယ်နော်ဒီကောင်တွေဘယ်လိုတွေလုံးမလဲဆိုတာတစ်ချက်ပြီးပြပေးမယ် Okay ဒါလေးကတော့ကျွန်တော်တို့ Queen skin လေးပဲဖြစ်ပါတယ်ဒီ Queen skin ကတော့လူငယ်ဆန်ဆန်နဲ့အင်းအစိမ်းနဲ့ Oh my god ဆေးတွေကကောက်မှုတ်လိုက်တယ်အိုးဟာရဆေးပါကောက်မှုတ်လိုက်တယ်ကျန်လက်ထဲမှာဘာကြီးလဲသူကတနက်ကြီးလားမြားကြီးလားမြားတနက်လိုမျိုး scope က full scope ထည့်ထားတာဖြစ်မယ်ဗျသူရဲ့ဒီ scope ကလေ scope တွေနဲ့မှပြစ်တော့မယ်မို့လေကောင်းတယ်အလီဇာတွေနဲ့ပြစ်တာတော့သူကကြောပွဲအိတ်ထဲမှာတွေ့လာမှာအလီဇာလေးတွေ shake ပြီးတော့မှတနက်မှာထွက်နေတဲ့ပုံစံလေးပြထားတာ Okay ဒီ quiz skin လေးကတော့17ရက်နေ့ကြာလို့ရှိရင်ဒေါ်လာ30နဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ် Okay ဒါလေးကကျွန်တော် skin လေးတွေကိုတစ်ချက်လောက် show ရအောင်ဗျပထမဦးဆုံးအနေနဲ့ကိုဘောဝါရန်လေးကိုတစ်ချက်တီးကြည့်ပဲဗျဝါရန်လေးကို ground လေးရှောက်ကြည့်ပဲ Oh my god ရောက်ရင်6လောက်ကဘယ်နဲ့ရှောင်းလဲကွာဒီအောက်ကနေ6လောက်4ချောင်းလား4ချောင်းနဲ့အမှန်ကန်ကိုကျုံးတာ
ကိုဘောဟောပြစ်တယ်ထင်တာဂျိတ်ကပြစ်တယ်ထင်တာမဟုတ်ဘူးနောက်ကဒီဟိုဘောလေးကပြစ်တာပဲဗျဒီကင်မရာလူကောင်းလိုမျိုးဒီဘက်ကဟာလေးစိတ်အုပ်ကောင်းလိုမျိုးဟာလေးပြစ်တာပဲနော်လုံထားတော့မိုက်တယ်ပြတော့ပြစ်တဲ့ damage ကဒီမိုးချိုးပြစ်ချနေတယ်လို့ပုံစံမျိုးပြလက်စီးချောင်းပြောင်းနဲ့ပြစ်တာ Oh my god ရောတေးသွားတော့တစ်ချက်ရှိုးတယ်ရောမိုက်တယ်ဗျဒီလားလုံထားပြီးတော့ရှေ့ကြီးဗျ water skate တော်မိုက်တယ် brother တို့ကိုဘတ်ထဲမှာထည့်ပြီးတာလည်းမိုက်တယ်ဗျအဲ့တော့ကိုကင်းလေးကိုတစ်ချက်ရှာအောင်ကင်းလေးကင်းရရှာချင်းမှာဆိုလို့ရှိရင်စောနာလိုအဝိုင်းတွေ့မှာအနီဝိုင်းတွေ့ရမှာဖြစ်တယ်လက်ကတိုးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်လျှက်စစ်တွေလက်ပြီးတော့မှလက်ကျက်စုံလေကြီးပဲလက်ကြီးอ่ะ what the hell ဒီဘက်လက်ကစုံလေကြီးဟာability ဖွင့်မယ်စုံလေကြီးနဲ့ကျွေးတာကြီးဟိုဘက်ကကြောက်စရာဒီကောင်ရှောသွားရင်ဘယ်လိုရှောသွားမလဲအဲ့ဒီလက်ကြီးမြတ်ပြတ်သွားမလားမသိဘူးရောဟုတ်တယ်လက်ဒီကျွတ်ကုန်တာ what the hell ဟုတ်တယ်ငါမဲမလွယ်လက်နှစ်ဖက်ကျွတ်သွားတာဗျโอเคကျွတ်ပြီးတော့လက်ချောင်းလေးကလှုပ်တော့လှုပ်တယ်နော်တဲ့လားโอเคပြီးတော့ကျွန်တော်တို့ကွင်းလေးကိုတစ်ချက်ရှုံးမယ်โอเคကျန်ရတော့ကွင်းရတော့ဟိုတနက်နဲ့ပြစ်တာပါနော်ကွင်းကဒီသူ့လက်ထဲမှာကင်ထားတဲ့အလီဇာတနက်နဲ့ကျုံနဲ့ပြစ်လိုက်လို့ရှိရင်လည်းဟိုဘက်မှာထိသွားတဲ့အဖက်ကမိုက်တယ်နော်တဲ့လားโอเคရှော့ဝဘယ်လိုရှော့သွားလဲညားလေးနဲ့ဝိုင်းပြီးတော့မှရှော့သွားတယ်လုံးဝမူးသွားတယ်โอเคပြီးတော့ကျွန်တော်ဝိုင်းချန်ပီယံလေးခဏရှာမယ် officer ဝိုင်းချန်ပီယံရဲမေပေါ့โอเคသူကတော့ဒီလက်ထဲမှာကင်ထားတွေလျှက်စစ်တုံးနဲ့ပဲပြစ်တာနော်ဟုတ်ပြီညာဝါရင်းရကျွေးတယ် what the hell တီသွားလို့ရှိရင် तू အနီအောင်နေဖြစ်သွားတယ်လားဝိုင်းရန်ချန်ပီယံ2ယောက်ဒီနားမှာတီသွားတာဟောအနီအောင်လေးတွေဘေးနားမှာဝိုင်းနေရပြတိလားโอเคခဏနေကျွန်တော်ဝိုင်းရန်ချန်ပီယံပြီးသွားလို့ရှိရင်ဗာလဲဆိုတော့ mini print လေးသွားကြည့်မယ်နော်ချလိုက်လို့ရှိရင်တလားအကွက်လေးပြနေပြီပြတိလားโอเคပါသူကတော့ Japan နဲ့ပြန်ပြီးတော့မှတီးပြပေးတာဖြစ်ပါတယ် Oh my god ဒီကောင်ရှောင်းရင်ဘယ်လိုရှောင်းမလဲဗျလောက်ထားတဲ့ skin ရတော့တကယ်လိုချင်လောက်အောင် share လောက်ထားပြီးတယ်ဗျတိလားရောက်ရေး तू က jetpack ကသိရမလား jetpack ကိုမထိန်နိုင်တော့တဲ့ပုံစံမျိုးဖြစ်သွားတယ်နော်လုံးဝပြုတ်မကြဘူးဒါပေမဲ့ဘူးချူဝါတွေဖြစ်နေပေါ်မှာ Okay ဒါလေးတွေကတော့ဒီလာတဲ့ထွက်မဲ့ skin လေးတွေပဲဖြစ်ပါတယ်ဗျ Okay အဲ့တော့ကိုတို့ hero skin လေးပြီးသွားပြီဆိုလို့ရှိရင် mask skin လေးကိုပြပေးအောင်မှာဖြစ်ပါတယ် Okay ဒါလေးကတော့ကျွန်တော်3ရက်နေ့ကျရင်ရောင်းချပေးမယ် mask skin ပဲဖြစ်ပါတယ်သူကတော့ရိုးရိုး mask skin ပဲဖြစ်ပါတယ် legendary မဟုတ်ပါဘူးဒီကောင်ကို $6.99 နဲ့ပဲဝယ်လို့ရမှာဖြစ်ပါတယ်ဒါ short သေးရှိတယ်လို့ဒါရကြမှာပေါ့နော်ဒါတယောက်နဲ့တယောက်တော့မတူကြဘူးဗျအကောင့်လေးတွေကတော့ Okay ဒီမှာဆိုလို့ရှိရင်တော့လုံးဝမီးတွေထိန်လင်းနေတဲ့စက်ရုပ်ပုံစံလိုမျိုးဘေးရုပ်တွေ့မြင်ရမှာဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းကားတွေကအပေါ်လန်းအောက်လန်းနေလဲသွားနေရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဒူးစမ်းတာလေးတစ်ခုอ่ะဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ beach မှာအပင်လေးတွေပေါက်နေလို့ရှိရင်တော့ဘေးမှာအဲ့လိုပန်းရောင်ပုံစံလေးတွေနဲ့ကိုဘောတို့ကတွေ့မြင်ရမှာဖြစ်ပါတယ်ဗျာဒါကြီးကတော်တော်လေးကိုမှအောင်မိုက်တယ်နော်လှလဲလှတယ် brother အဲ့ဒီပန်းရောင်ပုံစံအပင်လေးတွေကိုလည်းတွေ့မြင်ရမယ်ပြီးတော့ဒီနားမှာကျွန်တော်တို့ဒီ queen လာဒီဘက်ကတော့ queen ပုံလေးတွေကိုလည်းဒီဘက် channel လေးမှာ TV တွေမှာပြထားတဲ့ပုံစံလေးပဲပြသိလားရင်တော့ queen skin တွေကိုပါဒီမှာပြပေးနေရပြသိလားဒီ sign board လေးပါလေဒီမှာဆိုလို့ရှိရင်လည်းလမ်းပိတ်ပြီးတော့မှဒီမှာရဲကားစောင့်နေအောင်တွေ့ရမယ် Oh my god ရော Goblin တွေကြီးစိုးတဲ့ရက်ကွက်မှာဆိုလို့ရှိရင်တော့နည်းနည်းတော့မှောင်မိုက်နေရမျိုးလည်းတွေ့ရမယ်အပေါ်မှာကျွန်တော်မိုးလေးတွေရွာနေတာလေးကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကလန်ကပီတယ်ထားတဲ့ပုံစံလေးပါကလန်ကပီတယ်ထားတဲ့ပုံစံလေးရဲ့အောက်ရှေ့မှာတန်ပြားလေးတွေနဲ့လှုပ်ထားတာ Oh my god တော်တော်ဟိုရုပ်တိရှိအောင်လှုပ်ထားပြီးရပြသိလားပြီးတော့မှလည်း gas အိုးတွေလားဘာအိုးတွေလည်းမသိဘူးပြီးတော့ကလန်ကပီတယ် coin လေးတွေကိုလည်းဒီထဲမှာထည့်ထားတာတွေ့မြင်ရမယ်ဒါကတော့ကိုတိန်နာပုံးလေးတွေလှုပ်ထားတဲ့ပုံစံလေးပြတော်တော်လာတယ် TV စလောင်းနေနဲ့ပါအပေါ်မှာပြထားတာသိလားဒါတော့ကလန်ကပီတယ်ကိုသွားတဲ့လှေလေးပေါ့ဗျာဒီကောင်လေးကလည်းဒီမှာကက်အိုးရလားဘာလားမသိပါဘူးတော်တော်လေးတော့လှုပ်ထားပြီးတယ်တွေ့လားဒီအောက်လေးမှာလေဒါရေတက်ကိုသွားတဲ့လှေအောက်လေးမှာတန်ပြားလေးနဲ့ကော့ထားပေးတာတော်တော်လှတယ်နော်သိပါဦး Oh my god ဒီမှာဆိုလို့ရှိရင်လည်းစီးပလင်းတွေကြော်ညာနေရရောက်ရင် TV နဲ့ပါပြပြီးတော့အမှန်ကဒီဘက်မှာကားလေးတွေဒိုးနေမယ်ဟိုးအောက်ထွေးထိကားတွေကသွားနေတာဒီလားဟိုးအောက်မှာလည်းသွားနေတာကားလမ်းပေါင်း16000ရောက်ရင်ကျန်းလာရတာ Okay ဒီဘက်မှာကျတော့ဝါရန်ရဲ့ခေါင်းကြီးပေါ့ဗျာနော်ဒါ
ကိုဘက်မှာပါလာမဲ့ဝါရန်ရဲ့ကောင်းရင်ဒီဘက်မှာကျတော့ကျွန်တော်ကင်းစကင်ပုံစံလေးတွေဖြစ်ပါတယ်တော်တော့လောက်ထားတယ်ကွာနော်အသေးစိတ်ကြလုံးလားဒါကဘာလို့ဖြစ်လို့ဒီကောင်ကြီးကဒီဘက်မှာလာပေါ်နေအောင်သူ့ဟာပါလဲမီးပေါက်ထိုးပြီးတော့ပြတာလားဒီဟွာကြီးမို့လားကျွန်တော်ဟိုးရင်တော့ပါလာတဲ့အလှစင်တဲ့ဂျာရက်ကြီးပြသိလား decoration အလှစင်တဲ့ဟာဒီကောင်နှိမ့်လိုက်လို့ချင်းဓာတ်ပုံတွေထားရိုက်နေတဲ့ဘေးဒီမှာပါတယ် drone နေလားမသိဘူး what the hell အဲ့ဒီမှာ drone လားအိုးကင်မရာတွေလားအားရောကြောက်စရာကြီးအောင်ရင်စိုက်ဘာဟွာလို့စီစဉ်လို့မပြောရအောင်လုံးဝကျွတ်စင်နေလို့ဒါဆက်ပစ္စည်းကိရိယာတွေကလုံးဝအသစ်မြင့်နေတော့သွားရှုပ်လို့မရအောင် Oh my god အပေါက်အဝင်ထွက်တည်းကလည်းမိုက်တယ်ဗျာဒီမှာဖန်ပေါင်းကြောင်ကြီးနဲ့ဘာကြီးထက်တာလဲသိမို့ဖန်ပေါင်းကြောင်ကြီးနဲ့မှာအပင်နေစိုက်ထားတာအိုးမိုးလေးတွေအဲ့လိုလေးရွာနေရတွေကလည်းမိုက်တယ်ဗျာအဲ့တော့ကိုကနောက်ကအတန်လေးကိုတစ်ချက်ဖွင့်ကြည့်အောင်ပဲဗျာအိုးတီးတော့သွားကောင်းတယ်တီးလုံးနဲ့တော့မမြူးလို့ရတယ်နော် DJ လို့ပါလို့နဲ့ဟာဟဲ့တီးလုံးကလည်းသွားရှုပ်လို့မရဘူးအိုးโอเคပါဗျာကိုကအသေးစိတ်လေးလိုက်ကြည့်ဦးမယ်နော်ဒီမှာ drone လေးတွေ့လားကင်မရာ drone လေးလွတ်ထားတယ်ဒီဘက်မှာလိပ်ပြတော့သူပြန်တယ်သေးစိတ်လေးကျွန်တော်လိုက် show မယ်ဗျာကားတွေကတော့လက်တော့မှရဲကားတွေရောပါတယ်သွားနေတဲ့ကားတွေထဲမှာရောက်ရင်တော်တော်ကြီးလှုပ်ထားတာဗျာဒါပီကာပုံစံကြီးလား brother တော့ပီကာကြီးလားဒါဟုတ်တော့တယ်နော်210 plat တယ်ဘာတွေလဲတာလဲ medium print ပုံကြီးဒီမှာ medium print ပုံကြီးကြည့်ရပါရုပ်ကြည့်လုံးဝအစစ်မြင့်သွားပြီတော့သွားရှုပ်လို့တော့မရတော့ဘူးဗျာကောဗလန်นี่ရက်ကွက်ကိုပဲနည်းနည်းမောင်မိုက်နေတစ်ချက်ရှိုးလိုက်လုံးဝဟိုရက်ကွက်ထဲရောက်နေသလိုပုံစံမျိုးလုပ်ထားတာဒီမှာကောဗလန်นี่ကြည့်ပဲနေနေကောဗလန်นี่ပြီးတော့ဒီမှာဘာဘာလေးတွေလည်းပါရနော်ဒီမှာငိုးတို့ထိုင်နေဘာဘာကြီးမလားကြီးကားတွေပါဝတ်ထားတာတွေကောင်းနေပါတယ်စောက်ကျိုင်းနေတာOh my god. Okay ဒီ mask လေးကတော့ဒါ3ရက်နေ့ကြာလို့ရှိရင်ဝယ်လို့ရမှာပဲဖြစ်ပါတယ်။ဟိုဒီမှာကင်မရာနှလုံးသွားဆုံနေ။လုံးဝကင်းလဲနေတဲ့ပုံစံလေးပေါ့ဗျာနော်။ဘေးကိုစောက်ရှောက်နေတာကင်းလဲနေတဲ့ပုံစံလေး။ကိုမဒါလေးပြန်ပြီးတော့ပိတ်လိုက်အောင်မယ်။ Okay ဒီမှာဒီရဲ့ background ဗျာနော်။ဒီရဲ့အောက်ကချိနေတဲ့ဒီနောက်ခံမှာဆိုလို့ရှိရင်လည်းလှုပ်ထားပေးတဲ့ပုံစံလေးကလှတယ်အပြာရောင်လေးကိုမှနက်ပြာလေးလှုပ်ထားပေးရဗျာ။ဒါလေးအကုန်လုံးကျွန်တော်ဖယ်ပြီးတော့ရှက်ရှိုးကြည့်အောင်လုံးဝကြည့်အောင်ဗျာနောက်ခံကြီးကကျွတ်စင်ကြီးဗျာဒီကောင်ကြီးကျမ်းပြင်ကြီးကလှုပ်ထားပြရတယ်တော်တော်လေးလှတယ်နော်တိုက်တဲ့လူတွေဒီ mask ကတိုက်တဲ့လူတွေတော်တော်လေးမျက်စိနောက်မဲ့ mask မျိုးဗျာသိလားကဲလို့လေးချက်နေပါတိုက်တယ်ဆိုလို့ချင်းဒီ mask လေးထည့်တာမျက်လုံးတွေပြနေလို့ချင်းတိုက်ရတဲ့ကောင်ကအာယုံလေးနည်းနည်းနောက်တယ်ဗျာတဲ့အဲ့ဒီ mask အဲ့နေရာမှာအသုံးဝင်မယ်ဟိုတစ်ခါကကျွန်တော်တို့ဒီရဲတက်တောက်ဘာကြီးလဲကျွန်တော်ဘာ mask နဲ့မမှတ်မိတော့ဘူးကိုပေါ့သွားချကြည့်အောင်အဲ့ဒီ mask တော့ကလည်းအဲ့လိုပဲတိုက်ရတာတော်တော်လေးကိုခက်တယ်ရဲဘလောင်းခက်နေပြီးတော့လေလေးချက်မှာတိုက်ရမျက်လုံးတွေဒီကောင်ထင်တယ်ဒီ mask နားမသိဘူးဟုတ်တယ်ဒီ mask ဆိုလည်းရဲနေတအားရဲနေတော့တိုက်ရတဲ့ကောင်အောင်သိမလားအုံတော့ရှုပ်တယ်မျက်လုံးတွေပြပြီးတော့မှဟိုနေရာမှာရှာမလို့ဒီနေရာရှာမလို့အဲ့လိုတွေလည်းဖြစ်တယ်အဲ့ mask နေအချိုးတက်ရောက်မှအဲ့အပိုင်းမှာလည်းသွားတယ်နော် Okay အဲ့ဒါဆိုကျွန်တော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးညီကိုလေးတယောက်ချင်းစီတောင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲပါမယ်ပါကျွန်တော်ဒီနောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ